coral stitch ဒီ coral stitch ကတကယ်လွယ်လွယ်လေးပဲเนาะဘာမှမဟုတ်ဘူးဒီမှာကိုကကျိုးထွက်တယ်ပေါ့ထွက်တဲ့ကျိုးကနေပြီးတော့ကိုကဟိုဘက်ဒီဘက်ကိုသွားခြင်းနဲ့အကွာအဝေးကိုအရင်ဒီအပ်နဲ့အရင်ထိုးလိုက်เนาะအပ်နဲ့ထိုးပြီးသွားရင်ခြီကိုချိတ်လိုက်တာပဲပေါ့เนาะဒီမှာဒါအပ်နဲ့ထိုးတယ်เนาะဆိုလို့ရှိရင်ပြီးရင်ဒီခြီကဒီမှာလာချိတ်လိုက်เนาะဒီလိုပုံစံလေးဖြစ်အောင်โอเคเนาะဒီလိုမျိုးလေးခြီကိုလာချိတ်လိုက်ပြီးရင်ဒီမှာရှိနေတဲ့အပ်ကိုပြန်ဆွဲထုတ်လိုက်ဆိုရင်ခွင်းဆက်လေးဖြစ်သွားတာပေါ့နော်ဒီလိုမျိုး hook လို့ပုံစံမျိုးလေးခွင်းဆက်လေးဖြစ်သွားအဲ့ဒါကို coral stitch လို့ခေါ်တာပါနော်ဆိုတော့ပြန်သွားမယ်နော်ကိုလိုချင်တဲ့အကွာဝေးကိုယူနော်အပ်ကိုဟိုဘက်ဒီဘက်ကိုလိုချင်တဲ့အကွာဝေးရပြီခြီသားလေးရပြီဆိုရင်အချီကိုအောက်မှာထားလိုက်တယ်မနော်ချီကိုအောက်မှာထားပြီးတော့တောက်ဆွဲထုတ်လိုက်ဒါဆိုလို့ရှိရင်အဲ့လိုချိတ်ကလေးလို့ဖြစ်သွားပါတော့ဆိုတော့ဒီတိုင်းပဲသွားမယ်နော်ဒါတစ်ဖက်သက်ပြီးတော့ပဲသွားတယ်နော်ဟိုကိုကဟိုအပေါ်ကထိုးလိုက်အောက်ကထိုးလိုက်လှုပ်เสียမလို့ဘူးโอเคမကိုလိုချင်တဲ့လောက်ယူ coral stitch ကိုခြေသုံးမြင်လေးနဲ့သွားကြည့်မယ်နော်အဲ့တော့ပြင်ဆုံးမတို့ခြေအောက်ကနေအပေါ်ကိုထိုးမယ်နော်အောက်ကနေဒီလိုယူပြီးအချီကိုအပေါ်ပြီးအောက်ထက်အကူပေါ့နော်အကူအပေါ်အောက်ထက်ချိတ်ပြီးအကူထုတ်နော်အဲ့လိုပုံစံလေးထိုးသွားမယ်နော်ဒီလိုမျိုးဘေးတိုက်တန်နဲ့တော့ဘေးတိုက်လို့ပေါ့နော်အမကတော့ဘေးတိုက်ပူတက်ပါတယ်ဘေးတိုက်ပဲသွားလိုက်ပဲအပေါ်အောက်ဆွဲတင်အပေါ်